ပြီးတော့ရွာနေတာတဲ့ဒီလိုမျိုးကျွတ်ရွနေတဲ့ workout ကြော်လုပ်ဖို့အတွက်ကတော့အရင်ကအရန်ခက်တယ်လို့ထင်ခဲ့ရပါတော့ဒါပေမဲ့နီလန်းအမှန်ကိုမြင်စရာတွေစီကနေတိလာပြီးတဲ့အခါမှာမခက်တော့ပါဘူးအဲ့တော့ဒီနီးလေးကိုသိချင်တယ်ဆိုရှင်เนาะဗီဒီယိုကိုအဆုံးထိကြည့်သွားပေးပါတခြားသူတွေလည်း like လို့ရအောင်เนาะအကျိုးရှိဆိုရင် like and share လုပ်ပေးပါเนาะဒါလေးတွေကတော့ workout တွေကိုဝင်လာခဲ့တာပါအစီတွေ workout ဒီမှာပါတာရှိတယ်အမွှေးမြင့်တွေပါတာရှိရပေါ့နော်အဲ့တော့ workout မှာရှိတဲ့ဒီအမွှေးမြင့်တွေကြီးတွေဆင်အောင်ချစ်တာကတော့ဒီလိုမျိုးခဲတံချွန်းတဲ့ဓာတ်လေးကအကောင်းဆုံးပါပဲကျန်တဲ့ဓာတ်ဆိုလို့ရှိရင်ဒီမထက်နေတဲ့အတွက်ကြောင့်မို့ပေါ့နော်နည်းချခက်တယ်တချို့ကျတော့မီးမြိုက်ပါလို့အမွှေးတွေကိုမီးမြိုက်ထုတ်လို့ပြောချင်ပြောကောင်းပြောပါလိမ့်မယ်ဒါပေမဲ့တော့ဒီလိုမျိုးချစ်တာကတော့အလွယ်ဆုံးနဲ့အမြင့်ဆုံးကြီးပါပဲအမွှေးကအနုတွေရောအချမ်းတွေရောပါတတ်တာမို့လို့အမွှေးလေးတွေရောသူ့ကိုတေချာလေးတော့ချစ်ထုတ်ပြီပါနော်မွေးချစ်ပြီးရေစေးထားတဲ့ workout တွေတော့ရေမြုပ်အောင်တည်ပြီးတော့မှသူ့ကိုပြုတ်ပေးပါနော်အဖုံးလေးအုပ်ထားဖို့လိုပါမယ်ပြုတ်ရမှာလုံးဝမကြပါဘူးเนาะဒီလိုအခောက်လေးတွေကိုရေနဲ့ပြုတ်တဲ့ခါမှာထပ်အောက်တော့လှန်ပေးပါတူတစ်ချောင်းကိုပုံပြီးပေါ့เนาะထပ်အောက်လှန်ပေးလို့အခောက်ကကိုကြည့်တဲ့အချိန်မှာအယောင်လေးနည်းနည်းပြောင်းသွားပြီးဒီမှာကြည့်တူလေးနဲ့ထိုးကြည့်လိုက်လို့အခောက်ကပေါက်ပြီးတော့မှတူအဲ့လိုမြုပ်ပြီးပေါက်သွားတယ်ဆိုလို့ရှိရင်တော့အခောက်တွေကိုဆယ်လို့ရပါပြီနူးအေးအောင်မထားပါဘူးเนาะရေခမ်းအောင်လည်းမပြုတ်ပါဘူးအဲ့ဒါကတော့သူ့ကိုဆယ်တဲ့အချိန်က key point ပါအခောက်ကိုဒီနဲ့တူတူလို့အခောက်ပေါက်သွားလို့ရှိရင်အဲ့ဟာကိုဆယ်ထုတ်လိုက်ပါเนาะအခောက်ကဒီလိုပြုတ်ပြီးတဲ့ခါကြလို့ရှိရင်ပေါ့နော်ဒီအစီချန်တွေထွက်လာတယ်အစီချန်ကိုမစားခြင်းအခောက်တက်မစားခြင်းတချို့ကဇွန်းသမုတ်ဓာတ်နဲ့ပြန်ချစ်ပြပါတယ်ဒါပေမဲ့အဲ့အခောက်အစီတွေကိုလည်းထည့်ကျော်လို့ရပါတယ်နော်ဒါကတော့ပြုတ်ပြီးတဲ့အခောက်တစ်ခုချင်းကိုစီးနေတဲ့အစီအထန်းတွေတစ်ခုမှမကြံအောင်ရေနဲ့တစ်ချက်ချင်းပေါ့နော်ဆေးပစ်ပါအမွှေးလေးတွေရှိရင်တော့ပြန်နှုတ်လိုက်ပါနော်အခောက်ညှက်တဲ့စီမှာလက်တစ်လုံးပေါ့နော်အနေထားအထူအခောက်ကိုညှက်ပေးပါနော်တအားထူလို့ရှိရင်လည်းမကောင်းဘူးတအားပါလို့ရှိရင်လည်းဆင်မပြေပါဘူးအခောက်ညှက်တဲ့ဟာလေးတွေဒီလက်တစ်လုံးအနေထားလေးတွေဖြတ်ပါမယ်အဲ့ဒါလေးတွေကိုသူ့ကိုလက်တစ်စစ်ပေါ့နော်လက်တစ်စစ်လက်တစ်ညှိုးအနေထားပေါ့နော်အဲ့လိုအနေထားလေးတွေညှက်ပေးလိုက်ပါညှက်ပေးပြီးတဲ့ဒီခောက်တွေကိုထားပြလို့လို့ဆိုရင်ရေနဲ့တစ်ခေါက်ပြန်ဆေးပါတယ်ညှက်ပြီးရဲ့အခောက်တွေရဲ့ထဲမှာဒီဟိုပါပေါ့နော်စီအစီးလေးတွေကြံနေတက်တဲ့အတွက်ကြောင့်မလို့သူ့ကိုရေနဲ့တစ်ခေါက်ပြန်ဆေးပါမယ်နော်ရတနာဆေးပြည့်ခါမှာခောက်လေးတွေကအခုလိုကြည်လင်တန့်စင်သွားပြီပေါ့နော်အစီမစားခြင်းတော့အစီဖယ်ပါအစီစားခြင်းတော့အစီလေးနည်းနည်းကိုက်မိရပေါ့နော်အဲ့တော့အဲ့တဲကိုအရသာသွင်းပါမယ်ဒီမှာကအသားမဟုတ်နည်းနည်းသူ့ကိုထည့်ပါတယ်ပြီးတဲ့ခါကျတော့အများကြီးမထည့်ပါဘူးနော်အခောက်ပြုတ်တော့စားမထည့်ပါဘူးအဲ့ဒါမှာရတာမဟုတ်ပြီးတဲ့ခါကျလို့ရှိရင်တော့ဘာထည့်လဲဆိုရင်ဒါကကျတော့ရှက်ကောပါကောပေါ့နော်အဲ့အမှုတ်ကိုရောထားတဲ့ဟာလေးနည်းနည်းလေးထည့်ပါတယ်နောက်မှာမခသီးမုတ်လေးကိုလည်းပပလေးဖြူပါတယ်နော်မခသီးနန်းကလေးကစိုက်လို့သူ့ကိုထည့်လိုက်တာပါရှင်တကယ်လို့အဲ့မှာခောက်ထဲမှာကိုကနည်းနည်းပေါ့မယ်ထင်လို့ရှိရင်တော့စားလေးနည်းနည်းထည့်ပါမထည့်ချင်တဲ့အသားမှုတ်စီကနေပြီးတော့မှရာတဲ့စားကိုပဲယူမယ်ဆိုလို့ရှိရင်လည်းယူလို့ရပါတယ်ဒါကတော့စားနည်းနည်းလေးကျမကစားလုံးဝထည့်မပြုတ်ထားလို့ထည့်လိုက်တာပါရှင်အပေါ့စားရင်တော့စားနည်းနည်းလျှော့ပါနောက်မဟုတ်ရင်လက်လုံးကျတော့ငံပါမယ်နော်အဲ့ဒါကြီးအကုန်လုံးပြီးတဲ့ခါကြာလို့ရှိရင်တော့ကျမတို့ကရှာလကာကြီးထည့်ရပါမယ်နော်ရှာလကာကြီးကိုကြတော့ကျမကဒီလိုချိန်နဲ့ခွက်ပေါ့နော်ဒီ60မီကိုနှစ်ခါဆို120မီလောက်ကျမထည့်လိုက်ပါတယ်ဒီမှာနည်းနည်းရိုက်ပြရခက်နေတော့ပေါ့နော်ကြာရရှာလကာကြီးသုံးလို့ရပါတယ်နော်အဲ့ဒါကိုကျမနှစ်ခွက်ထည့်ပါတယ်အော်မှွေတဲ့အပိုင်းကိုရောက်လာပါပြီနာလေးမှွေပေးပါအထက်အောက်အကုန်လုံးတမအောင်နှက်အောင်နှက်ဆက်အောင်ရုံးမှွေပေးပါပေါ့နော်အဲ့လိုမှွေတဲ့အခါမှာအရေးတရွှဲရွှဲဖြစ်နေပါမယ်ရှာလကာကြီးထည့်လာတဲ့အတွက်ကြောင့်မို့လို့ပေါ့နော်စိုးရိမ်စရာမလိုပါဘူးရေများသွားပြီလားရေဘောလောကြီးထဲမှာအခောက်တွေမျောနေပြီရောဆိုပြီးတော့စိတ်ထဲကဖြစ်တတ်ပါတယ်အဲ့လိုမဖြစ်ပါနဲ့သူ့ကိုနှံ့အောင်နေပြီးတဲ့ခါကြလို့ရှိရင်ဒီအခောက်တွေကိုပဲဟိုနှက်တဲ့ပုံစံမျိုးဖြစ်အောင်ပေါ့နော်ညီညာလေးစီပြီးတော့မှသူ့ကိုနှက်ထားပါမယ်အနည်းဆုံး1နာရီနှက်ရပါမယ်နော်အလုံးနှက်ထားလိုက်တာပါဒီပါဆိုတော့အရေးအကုန်လုံးသူကစိတ်ဝင်သွားပါတယ်အနှက်မနှက်ခင်ပေါ့နော်အခောက်လေးတွေရတာတော့တစ်ချက်မြည်ကြည့်လိုက်တယ်ကျမကတော့အနည်းဆုံး3နာရီလောက်နှက်တယ်ပေါ့နော်နှက်ပြီးတဲ့အခါမှာဒီလိုမျိုးဘန်းနဲ့ဖြန့်ပြီးတော့နှက်လိုက်ပါတယ်ကဲလို့ဘန်းမရှိဘူးဆိုလို့ရှိရင်တော့ဒန်အိုးဖုံးပေါ်မှာလှမ်းတာပိုကောင်းပါတယ်ပုံနေအောင်နေနဲ့ဒါအခောက်လေးတွေကိုဟိုပါပေါ့နော်နိုင်ဝက်ကြော်လောက်ပါဆိုလို့ရှိရင်အကုန်လုံးကြောဘက်ကိုအခောက်နေမထိမှာဆိုလို့အခောက်လေးလိုက်ပြီးတော့လှန်ပေးပါတယ်ပေါ့နော်အဲ့လိုလိုက်လှန်ရတာပိုကောင်းပါတယ်ရှင်အဲ့ဒါဆိုညနေဆိုလို့ရှိရင်တော့တော်တော်လေးကို6တွေ့ဖြစ်နေတဲ့ဝက်ခောက်လေးထလာပါပြီ
ဒါလေးကတင်းတင်းနေထားပြီးတဲ့အနေပေါ့နော်သူ့မှာတွေ့လားအစီလေးတွေဆိုလို့ရှိရင်လည်းအစီလေးပေါ်ပြီးတော့ခောက်လေးကတင်းတင်းလေးဖြစ်နေပါပြီတကယ်လို့ပေါ့နော်တနေ့တည်းမထားချင်တော့ကျွန်မ2နေ့ထားလိုက်တာတော့နည်းနည်းတော့ပုံမာသွားပါတယ်အဲ့ဒါပြီးလို့ရှိရင်တော့စီတဲ့ပြင်ပြီးတော့သူစီနှက်ရပါမယ်စီနှက်ဖို့ကကြတော့စီတော်တော်များများထဲမှာဒီအခောက်လေးပုံမှန်ထည့်ချလိုက်ပါပြီးတော့မှမီးကိုဖွင့်ပြီးတော့မှမီးဖြစ်ဟိုပါဘောနော်အဆုံးလေးတော့ဖွင့်လိုက်လို့ရတယ်ဖွင့်ပြီးတော့မှအခောက်လေးတွေကိုအตาလေးနှက်ပေးပါမယ်စီနည်းနည်းပူလာလို့အခောက်လေးတွေကဖြစ်စပြီးမိလာရင်မီးကိုရှော့ပေးပါမီးကိုနည်းနည်းအနှွေးလေးအနေထားနေပြီဒီမှာဆိုလို့ရှိရင်မြင်ပါလိမ့်မယ်အခောက်လေးတစ်ချက်ချင်းပေါ့နော်ဟိုပွင့်ထွက်ပြီးတော့မှဖြောက်ညီလာတဲ့အထိထားပါတကယ်လို့မီးများရင်အခောက်ကဖြောက်မမြည်တဲ့နဲ့ဘောင်းနဲ့ပေါက်တပိုင်နော်အဲ့ဆိုရင်အခောက်ကလည်းစီစားစင်နေပြီဆိုရင်တော့မီးများတယ်လို့ဒေးချပြီးတော့မီးကိုရှော့ပေးပါအခောက်လေးပွင့်လာတဲ့အနေထားထိပဲဒီစီကိုအခောက်တွေထည့်ပြီးတော့နေပြီးပါနော်အခောက်စီပွင့်ထပ်တဲ့အချိန်မှာပေါ့နော်ထောက်လျှောက်တော့ဒီအခောက်တွေကိုမှွေပေးရပါမယ်မမှွေဘဲနဲ့ထားလို့ရှိရင်အပေါ်အောက်ကစီပူထိတာမညီဘူးဖြစ်သွားလိမ့်မယ်ပေါ့နော်စီလေးကဒီလိုအမြုပ်ထရုံနဲ့စီကနည်းနည်းလေးပဲရှိရပါမယ်ဒီမှာဆိုရင်သိတာပါတယ်တဖြည်းဖြည်းနဲ့ပေါ့နော်ဖြူလေးတွေဖြစ်လာတယ်ပေါ့နော်အခောက်တွေမှာအဲ့ဒါတွေကအခောက်လေးစပွင့်နေတာပါပွင့်တဲ့ဟာကအကြီးမပွင့်အောင်မလုပ်ရပါဘူးသူ့ရဲ့အနေထားကအဲ့ဒီပွင့်တဲ့ဟာလေးတော်များများအခောက်ပေါ်မှာဖြူလေးတွေလိုမျိုးဖြစ်တဲ့အနေထားထိဒီလိုမျိုးဖြစ်လာပြီဆိုလို့ရှိရင်တော့ဒါကအခောက်လေးတွေတော်တော်ပွင့်လာပြီအဲ့ဆိုရင်ကျွန်တော်တို့ကဒါဆိုရင်မီးရတဖြည်းဖြည်းသူ့အေးထားရတယ်တဖြည်းဖြည်းမီးလဲပူလာတယ်เนาะအဲ့တော့မီးကိုလုံးဝပိတ်လိုက်ပြီးတော့မှဒီအခောက်အေးထိထပ်ပြီးတော့မှကျွန်တော်တို့မှွားပြီးတော့မှဒီစီနဲ့တညကျွန်တော်တို့ဆင်လိုက်ပါတယ်ညနေဆောင်မှဒါလုပ်တယ်ပေါ့နော်တညလုံးကိုအဲ့စီရိုးထဲမှာစီစိန်ထားလိုက်ပါတယ်အဲ့မှာသတိထားမှာတော့ဒီအခောက်ကြော်တဲ့အချိန်မှာအခောက်တွေအကုန်လုံးကိုစီမြုပ်နေဖို့လိုပါတယ်နော်အဲ့ဒါ main point ပါခုမှသာကြော်ရင်တော့အိုးသစ်စီကနေကြော်ပေါ့နော်ကျွန်မကတော့ဒါဝက်ဥချောင်းကြော်ပြီးတဲ့ခေကိုတုံးလိုက်တာပါစီကတော့အစ်စ်ထည့်ထားပါတယ်အမှဝက်ခောက်တွေကိုစထည့်ပြီးတော့မှမီးကိုပြန်ပြီးတော့မှဖွင့်ပြီးတော့မှစီကိုအေးရကနေတဖြည်းဖြည်းချင်းဒါပူလာစေရပေါ့နော်ပူလာစေတဲ့စီမှာစီကဝက်ခောက်ထက်များဖို့လိုပါတယ်ကျမဒီမှာဝက်ခောက်လေးကနည်းနည်းများပြီးစီကနည်းနည်းနဲချင်နေတယ်ပေါ့နော်အဲကြောင့်ကျမစီထပ်ဖြည့်လိုက်ရပါတယ်တကယ်တမ်းဆိုရင်တော့ဝက်ခောက်ကိုလောကြီးအများကြီးမထည့်ပါဘူးနည်းနည်းလေးပဲထည့်ပါအဲ့တော့ဝက်ခောက်လေးတွေကတဖြည်းဖြည်းချင်းပွင့်လာပါပြီဒီဝက်ခောက်တွေကိုကြတော့ non stop မှုပေးရပါမယ်ဒီပွင့်ထွက်သေးတဲ့အခောက်နည်းနည်းညိုနေတဲ့အပိုင်းလေးတွေဆိုလို့ရှိရင်လည်းစီလေးနဲ့ပတ်ပြီးတော့မှာပေါ့နော်လိုက်လောင်းပေးလို့ရှိရင်အခောက်တွေကပွင့်ဖို့အတွက်ပို့ပြီးတော့အကောင်းလာပါတယ်အဲ့တော့မီးရှင်ကလည်းတဖြည်းဖြည်းတက်လာပြီဆိုလို့ရှိရင်ဒီကောင်လေးကိုစတိုက်မှုပေးရပါမယ်နော်ပွင့်သက်ထွက်သေးတဲ့ဝက်ခောက်တွေစီနဲ့ထိလေသူကတဖြည်းဖြည်းဖြစ်အသက်မီးပြီးတော့မှသူကပေါက်ထွက်လာပါတယ်စီတွေဘုံတိုင်းမပေါက်ထွက်လာဘူးအဲ့ဒါကစီတညနှက်ထားတဲ့အချိုးပါပဲเนาะဒါလေးကိုစိတ်ရှိနဲ့ဖြည်းဖြည်းချင်းပို့ပေးပါနောက်အိုးကြော်တဲ့ခါကျလို့ရှိရင်မီးခဏပိတ်ပြီးတော့ခဏစားပြီးတော့မှပြန်ထည့်ပြီးကြော်ပါပေါ့နော်မီးတအားပြင်းလို့ရှိရင်လည်းဝက်ခောက်ကိုပွင့်မထွက်တတ်ပါဘူးเนาะအဲ့တော့မီးတော့ပြင်းရမယ်မီးတအားလည်းပြင်းလို့မရဘူးမီးတအားလည်းအေးလို့မရပါဘူးเนาะအဲ့တော့ non stop ဒီလိုမှွေတဲ့ခါကျလို့ရှိရင်တဖြည်းဖြည်းချင်းခောက်လေးတွေဒီပွင့်ထက်တာလေးတိတ်ဟာကိုမြင်ရမှာပါเนาะအဲ့ဒါဆိုရင်တော့ဒီလိုစကားနဲ့ဒီခောက်ဒီအကုန်လုံးကိုဆယ်ထည့်လိုက်ပါတော့ဆယ်ပြီးရကြလို့ရှိရင်စောင်းထားလိုက်ပေါ့နော်သူ့ကိုလုံးဝစီစစ်လိုက်ပြီဆိုလို့ရှိရင်အေးွားလို့ရှိရင်လေတုံနဲ့ဘွဲထည့်ထားလို့ရပါတယ်ကျမလုပ်တဲ့ဝက်ခောက်အလုံးကတော့တပိတ်တာရှိပါတယ်တပိတ်တာကိုဘယ်လိုရလဲဆိုလို့ရှိရင်ခုဟိုဈေးထဲမှာရောင်းနေတယ်လေအာလူကျော်ဘူးကြီးပေါင်ဘူးလို့ခေါ်လာအဲ့တော့ပေါင်ဘူးကြီးပေါ့နော်အဲ့ဘူးကြီးနဲ့ကျမ3ဘူးအပြည့်ပေါ့နော်စားရပါတယ်ခါလေးမှာစိတ်လောပြီးတော့အရန်လောရလို့ရှိရင်ဒီလိုဝက်ခောက်လေးတွေကမပွင့်ထွက်ပဲနေပေါ့နော်ကြံနေတတ်ပါတယ်မီးတအားပြင်းတဲ့ခါမျိုးမှာဖြစ်တတ်တဲ့ error လေးတွေပါအဲ့နဲ့ဆိုဝက်ခောက်တပိတ်တာကို16000ပဲပေးခဲ့ရတာပေါ့နော်16000တာဘူးနဲ့အများကြီးစားရတယ်ပေါ့နော်စီများပါဝက်ခောက်နည်းနည်းပဲထည့်ပြီးတော့ဖြစ်အေးမှွေလို့ရှိရင်တော့ကျမတို့ကြော်ပြတဲ့အတိုင်းကျွေးရတဲ့ဝက်ခောက်ကြော်ရပါတယ်ဒီအဆင့်တိုင်းတလွဲတစ်ခုမကြံပေါ့နော်တေချာစနစ်တကျတစ်ဆင့်ချင်းလိုက်လောက်သွားမယ်ဆိုလို့ရှိရင်လုံးဝကောင်းတဲ့ result ရပါတယ်တစ်ခုခုမှားတယ် error တက်တယ်စီတွေဘုံနဲ့ပေါက်ထွက်တယ်ဆိုလို့ရှိရင်ကိုလောက်တဲ့ဟာတစ်ခုခုမှားနေလို့ပါနော်အဲ့တော့ဒီဗီဒီယိုလေးကအားလုံးတို့လည်းအကျိုးရှိတယ်ကိုအတွက်လည်းအသုံးဝင်နေဆိုလို့ရှိရင်တော့ like and share လေးလုပ်ချင်ပါသေးတယ်ရှင်ဒီဝက်ခောက်ကြော်လေးကိုပြပေးတဲ့မြင်စရာကိုလည်းဒီဗီဒီယိုနဲ့ garwa ပြုပါတယ်ရှင်ကဲနောက်ဗီဒီယိုနဲ့ပြန်ဆုံပါမယ်နော်